graphic terror ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ reading လေးကတော့ single လေးအတွက်ပေါ့နော်သူတို့ရဲ့ပူဇာရှင်ကဘယ်လိုလူမျိုးလဲသူတို့ဒီပူဇာရှင်ကဘယ်လိုပုံစံဖြစ်မလဲဘယ်လိုတွေ့မှာလဲဘယ်တော့တွေ့မှာလဲပြီးတော့ guidance message ဘာတွေရှိမလဲဆိုတာကို collective reading လေးဖတ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ video လေးကိုကြည့်နေတဲ့ single လေးတွေအတွက်သူတို့ရဲ့ပူဇာရှင်သူတို့ဘဝထဲဝင်လာမဲ့နောက်ထပ်အချစ်ကဘလို့လူမျိုးဖြစ်မလဲဘလို့အချစ်မျိုးဖြစ်မလဲအဲ့တော့ဒါလေးက collective reading လေးဖြစ်တဲ့အတွက်ကိုယ်နဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ကြည့်နိုင်ပါတယ် okay ပထမဆုံးကတ်လေးက two of cups အဲ့တော့ဒီကတ်လေးကနေပြီးတော့အရင်ဆုံးဒီကတ်လေးကိုကြည့်မယ်ဆိုရင်ဒီအခုဒီ reading လေးကိုကြည့်နေတဲ့ collective လေးတွေအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီခံစားချက်တွေပေါ့နော်အများကြီးခံစားခဲ့ရဘူးတယ်ဒီသူတို့ကဒုတိယကိုအကျွင်းမဲ့ယုံကြည်ရပေးဆက်တယ်ချစ်ခဲ့တယ်ဒါပေမဲ့သူတို့ပြန်ရလာတာကြတော့တူညီတဲ့အချစ်စစ်တူညီတဲ့သစ္စာရှိမှုမဟုတ်ဘဲနဲ့မျက်ရည်တွေတန်ရာတွေပေါ့နော်အဲ့လိုမျိုးနာကျင်မှုတွေခံစားခဲ့ရတာရှိတယ်တဲ့ဒါပေမဲ့အခုချိန်မှာတော့သူတို့ကအဲ့ဒီဒဏ်ရာတွေကိုကြော်ဖြတ်ပြီးတော့ကိုကိုပြန်ချစ်တက်လာပြီးကိုဒီပို့ပြီးတော့ဦးစားပေးတက်လာပြီး self love ပေါ့နော်ဒီ level တခုကိုရောက်နေပြီဆိုတာမျိုးကိုပြောင်းနေတတ်တယ်ကိုတမှုကိုသိလာတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့ဒါကြောင့်ဒါဒီအဲ့လိုမျိုးဖြစ်လို့လေကိုနဲ့ပြည့်စုံတဲ့ဒီကိုယ်တိုင်ကစွမ်းရင် vibration က high vibration ဖြစ်နေလို့ကိုကလည်းကိုစီကိုဒီလာမဲ့သူကလည်းပေါ့နော်ကိုနဲ့ထိုက်တန်တဲ့သူဖြစ်လာတာပေါ့နော်အဲ့တော့နောက်ထပ်ဒီဒုတိယက page of wands ကနေကြည့်မယ်ဆိုရင်ဒီကိုစီကိုဒီရောက်လာမဲ့သူကစွမ်းအင်အပြည့်ရှိတဲ့သူနောက်စူးစမ်းရတာဝါသနာပါတဲ့သူစိတ်သဘောထားပွင့်လင်းပြီးပျော်နေတတ်တဲ့သူရာသီဘွားဆိုလို့ရှိရင်ဒါ fire signs ဖြစ်တဲ့အတွက်ဒီ Aries Leo Sagittarius တွေကဖြစ်ဖို့ရာခိုင်နှုန်းများတယ်ဆိုတာမျိုးပေါ့နော်နောက်သူအဲ့ဒီကိုစီကိုရောက်လာမဲ့ဒီအချစ်ကဒီလူကကိုထက်ငယ်တဲ့သူဖြစ်နိုင်တယ်ဒါအသက်ချင်းတူတယ်ဆိုရင်တော့သူရဲ့စိတ်ထပ်ပါရကွာလူငယ်ဆန်နဲ့တက်ကြွတယ်ဆိုတာမျိုးပေါ့နော်ရမ်းဖြစ်တဲ့ energy မျိုးသူ့နားမှာနေကိုပါလိုက်ပျော်ပြီးတော့ပျော်ရွှင်လာတယ်အကောင်းမြင်တတ်လာတယ်အဲ့လိုမျိုးပေါ့ပါလာတယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့နောက်ထပ်က seven of wands okay အဲ့တော့ဒီဟာကကျတော့ကိုယ့်ရဲ့ဒီ challenge ပေါ့နော်ကိုယ့်ဘက်ကကိုယ့်ရဲ့စိတ်အခြေအနေကဒီလူသစ်တယောက်ကကိုယ့်စီကိုနောက်ထပ်ဒီရင်ခုန်စရာကောင်းအောင်ကိုယ့်စီကိုရောက်လာမယ်ကိုယ့်စီကိုချင်းကပ်လာမယ်ကိုယ့်ဘဝထဲဝင်လာမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအခုဒီ collective တွေကလေသူကဝမ်းသာမဲ့အစားသူကချက်ချင်းဘယ်လိုပြောမလဲ ready အသင့်အနေထားနဲ့ပေါ့နော်ဒါကိုပြန်ပြီးတော့တိုက်ထုတ်ဖို့ပြန်ပြီးတော့တွန်းထုတ်ဖို့အဲ့လိုမျိုးဒီစစ်စေးတာတွေတန်တရားတွေပေါ့နော်တကယ်သူကယူသားရဲ့လားအရင်လူတွေလိုပဲဖြစ်အောင်မလားအဲ့လိုမျိုးတန်တရားစိတ်တွေနဲ့ကိုပြန်ပြီးတော့ကိုနှလုံးသားတကားအောင်မဖွင့်ပြီးပြန်ပိတ်ထားတာမျိုးပေါ့နော်အဲ့တော့ဒီ guidance message ဆိုလို့ရှိရင်ပေါ့နော်ကိုကာကွယ်တာမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ကြောက်စိတ်တစ်ခုတည်းနဲ့ဒီကိုဘဝထဲဝင်လာတဲ့နောက်ထပ်တခြားလူသစ်တယောက်ရဲ့ဒီစူးစမ်းမှုကိုဥပေက္ခပြုလိုက်တာမျိုးမလုပ်နဲ့ပေါ့နော်ဒီကတ်ထဲမှာပါတယ်လို့ကိုကအမြင့်ဆုံးတောင်ကုန်းပေါ်မှာရက်နေရမို့လို့အချင်းဒီအရေးရောကိုဘက်ကထိန်းချုပ်နိုင်တယ်ကိုကအလင်းစလို့ဆုံးဖြတ်စရာမလိုဘူးရောက်လာမဲ့ဒီလူသစ်ကိုသိချအချိန်ပေးစောင့်ကြည့်နော်တန်းပြီးတော့အဝင်မခံကိုဘွားတွေကိုဘယ်သူမှမလာနဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလောက်တော့ဒီဘောနော်ကိုယ့်ရဲ့တိုင်းတွေကိုနည်းနည်းဖယ်ပေးဆိုတာမျိုးပေါ့နောက်တစ်ခုကဒီလူနဲ့တွေ့လို့ရှိရင်လေဘယ်လိုပြောရမလဲဆိုတော့ကိုနဲ့သူနဲ့ဆက်ဆံကြီးက equal partnership ဆိုတာမျိုးပေါ့နော်ကိုကဒီရောက်လာမဲ့ဒီလူကကို့အပေါ်မှာကိုကချစ်တဲ့လောက်ကိုပြန်ချစ်ကိုကအလေးထားတဲ့လောက်ကိုပြန်အလေးထားမဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးကိုက30ဘုံပြီးရင် तू က30ထက်မယုံ30ထက်ကျော်ပြီးအဲ့လိုမျိုးပေးမဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့နှစ်ယောက်စုံတဲ့အချိန်ကြာလို့ရှိရင်သူစကားပြောတဲ့အချိန်မှာလည်းဒီအရန်အဆင်ပြေလို့အချိန်ကုန်လို့ကုန်မှမသိတာမျိုး
နောက်ပြီးတော့နှစ်ယောက်ကအကြိုက်ချင်းတူတာတို့ခံယူချက်ချင်းတူတာတို့ဒီတစ်ဖက်လူကလေဒီကိုစီကိုဒီ social media ကနေတဆင့်စာပို့ပြီးချင်းကပ်လာတာမျိုးကိုယ့်ရဲ့ post ဒီ story ကို reply ပြန်ရင်းနဲ့ဝင်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီသင်တန်းတစ်ခုခုတက်ရင်နောက်ပွဲတစ်ခုခုဒါမှမဟုတ်ခရီးသွားရင်းနဲ့လည်းပေါ့နော်အဲ့လိုမျိုးတွေ့တာမျိုးလည်းဖြစ်နိုင်နေတဲ့ဒီလူကကိုယ့်ကိုစိတ်ဝင်စားတဲ့အကြောင်းကိုယ့်ကိုချစ်တဲ့အကြောင်းသူကပုံမှန်လေးနဲ့ရေးရေးဝန်းဝန်းနဲ့ပေါ့နော်ကိုယ်မြင်အောင်ဒီပြလာနိုင်မဲ့လူမျိုးအဲ့လိုမျိုးရင်ခုန်စရာကောင်းတဲ့အချစ်မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့ဒီနေ့ရဲ့ reading လေးကိုခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်ကိုရဲ့အထီးကျန်နေရတဲ့အချိန်တွေကကုံဆုံးတော့မယ်ဒီ universe ကကိုယ့်အတွက်အရန်ကိုအဆင်ပြေမယ်ကိုယ့်ကိုတကယ်တန်ဖိုးထားပြီးတော့ချစ်မယ်သူတယောက်ကိုစီကိုရောက်လာဖို့เนาะ ready ဖြစ်နေပြီအဲ့အတိတ်ကလူတွေကကိုယ့်ကိုတန်ဖိုးမထားခဲ့ဘူးဆိုရင်တော့မှဒီအခုလာမဲ့သူကကိုယ့်ကိုကဘာမှမပြောစရာအကောင်းဆုံးသူသားဖြစ်အောင်เนาะတန်ဖိုးထားပြီးမယ်ချစ်ပေးလိမ့်မယ်အဲ့ဒါကြောင့်ကိုယ့်ဘက်ကအတိတ်ကနိုင်ခြင်းမှုတွေကိုလွှတ်ချဒီအကိုစီကိုလာမဲ့အချစ်တစ်ကိုအကောင်းဆုံးကြိုးဆိုဖို့အတွက်ပြင်ဆင်ထားပါဘောเนาะအဲ့တော့ဒီ reading လေးကကိုယ်နဲ့ energy ကိုက်တယ်တကယ်ကိုယ့်ရဲ့အချစ်တစ်ကိုကြိုးဆိုဖို့အစဉ်သင့်ဖြစ်ပြီဆိုလို့ရှိရင် I am ready for true love လို့ comment ရေးပြီးတော့ဒီ reading လေးရဲ့စွမ်းအင်လေးကိုရယူလိုက်ပါဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်